ပထမဆုံးအကြိမ်တင်တဲ့ကိုကန်ခဲ့တာကမီတာ6000အထက်ကောင်းကင်ယံကကာမကွင်းပြင်မှာပါဒါပေမဲ့နိုးထလာတဲ့နေ့မှာပဲလက်နက်တွေကိုထာဝရကင်တွေခွင့်ပိတ်ပင်ခံလိုက်ရတယ်လက်နက်တိုက်ကကျွန်တော်အတွက်24နာရီလုံးပိတ်ထားရုံတင်မကဘူးကစားစရာတင်တဲ့ကိုတောင်တားမြစ်ပစ္စည်းအဖြစ်သတ်မှတ်လိုက်ကြတယ်ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့စွမ်းရည်နိုးထားဖို့သတ်မှတ်ချက်ကကြီးစံချက်ရည်တန်တရားပြည့်အောင်ပြည့်ရမှာမို့လို့ပါဒီအတွက်ကြောင့်ဆရာတွေကတလက်စီလာဖြောင်းဖြကြပြီးဒီအလုပ်ကင်ကိုဆွတ်လို့ဖို့ပြောကြတယ်စစ်တပ်ကအရာရှိကြီးတွေတောင်ဒါဟာမဖြစ်နိုင်တဲ့တာဝန်တစ်ခုလို့သတ်မှတ်ထားကြတာကျွန်တော်လည်းကျောင်းမှာ9နှစ်လောက်အောင်အင်းနေခဲ့ရပြီးပွဲမီယူပဲနေခဲ့ရတယ်ဘာလို့လဲဆိုတော့ကျောင်းရဲ့လေ့ကျင့်ရေးကွင်းတစ်ခုတည်းကပဲကျွန်တော်အသုံးပြုလို့ရလို့ပါဒီနေ့မှာတော့ကျွန်တော်ကြီးစံချက်ရည်တန်တရားပြည့်ရန်နောက်ဆုံးအချက်တရပဲလို့ပါတော့တယ်ဒီချိန်မှာကျွန်တော်အသက်ပြင်းပြင်းတစ်ချက်ရှူပြီးဘေးကဆက်တင်တဲ့ကိုကောက်ကင်ကပြစ်မှတ်နိုင်ရန်ကိုယူသွတ်စွာဆက်တိုက်ပစ်ခတ်လိုက်ပါတော့တယ်နားနှလုံးဒီကိန်းတွေကျူးကျော်ရောက်လာပြီးတတဝါဆန်းတွေပြည့်နေနေတဲ့ကဘာကြီးထဲမှာလူကြီးဖြစ်လာတဲ့သူတွေက30%ပဲစွမ်းရည်နိုးထားဖို့အခွင့်အရေးရှိတာပါနှစ်တိုင်းစွမ်းရည်နိုးထလာသူထောင်တောင်းချီပြီးစစ်တပ်ထဲမှာတေဆုံးနေကြရတဲ့စဉ်းစားကြည့်ရင်သိနိုင်ပါတယ်နားနှလုံးလုံးကျွန်တော်ဘလောက်တောင်မျက်နှာပြောင်တိုက်ပြီးကျောင်းကနေပွဲမီယူပဲနေခဲ့ရတယ်လဲဆိုတာဒီအချိန်မှာပဲကျွန်တော်နောက်ကနေရင်းနှီးနေတဲ့လောင်ပြောင်တန်တွေထွက်ပေါ်လာတဲ့လက်ကြည့်စရာမလိုပဲသိနေပါတယ်ဒါကြောင့်ကစွမ်းရည်နိုးထားမှုအောင်မြင်သွားတဲ့ကျောင်းသားချို့ကျွန်တော်ကိုလာကြည့်နေကြတာပါဟောစီနီယာကြီးကဒီမှာစူးစမ်းခြင်းရောက်ဆောင်နေပြန်ပြီးပဲကျွန်တော်ညီကခင်ဗျားထက်နှစ်ငယ်တာတောင်အစ်မြင့်စွမ်းရည်ရှင်တက္ကသိုလ်ရောက်နေပြီးခင်ဗျားကတော့ဒီမှာကစားစရာတင်တဲ့ကစားတော့မဲလားလို့စံပင်ဝါနဲ့ကောင်ကလောင်ပြောင်ပြီးပြောလာတယ်ကျွန်တော်တို့ကိုဂယူးမဆိုင်ပဲအာယုံဆိုင်ပြီးစက်ပြစ်နေလိုက်တယ်ဒီ9နှစ်အတွင်းဒီလိုလောင်ပြောင်တန်တွေကိုအချိန်ချင်းကြားဘူးလုံးလို့ဒီစူညံတန်တွေကိုခွန်အားဖြင့်ပြောင်းလဲတက်နေပါပြီနောက်ဆုံးကြည်စံတစ်ချက်ထွက်သွားတဲ့အချိန်မှာတော့တောင်းဂုံယူပါတယ်ခင်ဗျားရဲ့အလောက်ကင်နိုးထခြင်းတာဝန်ပြီးမြောက်သွားပါပြီစနစ်ရဲ့စင်းစရာအရာခင်ဗျားဟာစွမ်းရည်နိုးထစဉ်ကာလအတွင်းကြည်စံချက်ရည်တန်တရားပြစ်ခတ်ခဲ့ပါတယ်ခင်ဗျားဟာအရင်ကလည်းမရှိဘူးနောက်လည်းရှိလာမှာမဟုတ်တဲ့အောင်မြင်မှုကိုရရှိသွားပါပြီစွမ်းရည်အဆင့်တန်းကိုအမြင့်ဆုံးသို့မြင့်တင်လိုက်ပါပြီခင်ဗျားဟာဖျားသခင်အဆင့်စွမ်းရည်ကိုးပါးတင်တဲ့ရှင်အဖြစ်အောင်မြင်စွာနိုးထနိုင်ခဲ့ပါပြီအလောက်ကင်ပါရမည်စက်မှုစွမ်းအားပြန်တန်းခြင်းခင်ဗျားရဲ့စွမ်းရည်ကျွမ်းကျင်မှုတွေဟာတင်တဲ့ပြစ်စွမ်းရည်အားလုံးရဲ့အထွတ်ထိပ်နိုးထခြင်းဖြစ်ပါတယ်ခင်ဗျားရဲ့အချက်လက်တွေကိုအတင်းတမကြည့်ရှုလို့မရနိုင်တယ်လို့မိမိရဲ့စွမ်းရည်ကြောင့်လည်းထိခိုက်ဒဏ်ရာရရှိမှာမဟုတ်ပါဘူးကဘာလုံးဆိုင်ရာလက်နက်တိုက်စွမ်းအင်မလုံလောက်တဲ့အခါစွမ်းအင်ကုန်ဆုံးမှုမရှိဘဲစွမ်းရည်ကိုတစ်ချိန်အသုံးပြုနိုင်ပါတယ်အဓိကစွမ်းရည်ဖြည့်ဆည်းခြင်းအလင်းနဲ့ကောင်းကင်ယံကနေအချင်းမီတာတရားရှိတဲ့ဖြည့်ဆည်းခြင်းစွမ်းအင်လင်းနဲ့ဆက်8ခုကျဆင်းလာမှာပါအလင်းနဲ့ဟာအသုံးပြုသူရဲ့စိတ်လိုတိုင်းတိုက်ခိုက်မှာဖြစ်ပြီးရန်သူကိုပြစ်မှတ်ထားတတ်မှတ်ပေးပါလိမ့်မယ်စွမ်းရည်တွေအားလုံးကနိုးထခြင်းအထူးစွမ်းရည်တွေကြီးပဲလားဒါကညစ်ထားတဲ့ခံစားချက်မျိုးပဲဒီအချိန်မှာကျွန်တော်ရင်နဲ့အတိုင်းထက်အလွန်ဝမ်းသာသွားပြီးချက်ချင်းပဲပွဲရစာမေးပွဲဖြေဆိုဖို့ရှုပ်ဝက်စမ်းကြိုက်ခမ်းမစီထွက်လာခဲ့တော့တယ်ဒီအချိန်မှာခမ်းမတစ်ခုလုံးလူတွေနဲ့ပြည့်နေပြီးစွမ်းရည်အစ်စ်နိုးထလာသူတွေအများကြီးစာမေးပွဲဖြေဖို့လာနေကြတာပါနောက်တစ်ယောက်လို့ဝန်ထမ်းတစ်ယောက်ကခေါင်းမဖော်ပဲအော်လိုက်တယ်ကျွန်တော်ရှေ့ကိုတက်လန်းလိုက်တဲ့အချိန်မှာပတ်ဝန်းကျင်တစ်ခုလုံးခါလောက်တိတ်ဆိတ်သွားပြီးတီးတိုးပြောတန်တွေထွက်ပေါ်လာတယ်သူကစာမေးပွဲတောင်မဖြေဘူးပဲဘလို့ဝင်လာတာလဲကြည့်ရတာထူးခြားတာဘာမှမရှိပါဘူးသူ့ကိုယ်သူဟုတ်လာပြီးထင်နေတာလားတကယ်ပဲနိုးထနိုင်ပါမလားခါနေရင်တော့အဆက်ကွဲတော့မှာပဲကျွန်တော်ဒီပြောဆိုတန်တွေကိုလစ်လျူရှုပြီးတယ်လီပို့စင်မြင့်စီတဲတဲလျှောက်သွားလိုက်တယ်အလင်းတန်းတစ်ခုလက်ခနဲဖြစ်သွားပြီးနောက်ကျွန်တော်ဂေါဘလင်ရှို့ဝက်နယ်မြေထဲကိုရောက်သွားခဲ့တယ်ဒါကကြက်ပြောလာတဲ့တောအုပ်ကြီးတစ်ခုဖြစ်ပြီးအဝေးမှာတော့ဂေါဘလင်ရဲတိုက်ကြီးရှိနေရဲ့ပတ်ဝန်းကျင်ကအခြားစွမ်းရည်ရှင်တွေကတော့အဖွဲဖွဲပြီးတားရဲတွေကိုတိုက်ခိုက်နေကြပြီးဒါပေမဲ့အလောက်ကင်အခုမှနိုးထခါစလူညံတယောက်နဲ့ဘယ်သူမှအဖွဲမဖွဲချင်ကြဘူးဒါပေမဲ့ဒါကပဲကျွန်တော်ရဲ့စွမ်းရည်အစ်စ်ကိုစမ်းသပ်ဖို့အခွင့်ကောင်းဖြစ်သွားတာပေါ့ကျွန်တော်ကုန်းမြင့်တစ်ခုပေါ်လျှောက်သွားပြီးလက်မနဲ့အကွာဝေးကိုတိုင်းလာလိုက်တယ်ပြီးတော့ပြစ်မှတ်ကိုဂေါဘလင်ရဲတိုက်ရဲ့ဗဟိုတဲတဲမှာတတ်မှတ်လိုက်တယ်ဖြက်စီးခြင်းအလင်းနဲ့တိုးတောင်းတဲ့စကားလုံးဆုံးသွားတာနဲ့တပြိုင်နက်နေမြေတစ်ခုလုံးမှာယူသွတ်စရာကောင်းတဲ့စွမ်းအင်လိုင်းတွေထွက်ပေါ်လာပြီးအချင်းမီတာတရားရှိတဲ့စွမ်းအင်တိုင်ကြီး18တိုင်ကောင်းကင်ကနေကျဆင်းလာကဂေါဘလင်ရဲတိုက်စီပြင်းထန်စွာဆင်းသက်သွားပါတော့တယ်စွမ်းအင်တိုင်တွေလည်းပက်ပြန့်နှံ့သွားပြီးဖြတ်တန်းသွားတဲ့နေရာတိုင်းမှာရှိသမျှအရာအလုံးပျက်စီးသွားကဂေါဘလင်စစ်တပ်ကြီးတစ်ခုလုံးတစ်စက္ကန့်အတွင်းပျောက်ကွယ်သွားခဲ့တယ်လွတ်မြောက်သွားတဲ့ចောင်းသားတွေကတော့ကြောက်လန့်တကြားနဲ့ယူသွတ်စွာထွက်ပြေးကြတော့တယ်ကျွန်တော်ရဲ့အတွေ့အကြုံရမှတ်ကတော့ယူသွားတဲ့အတိုင်းအချိန်ဟုန်နဲ့တက်လာခဲ့တယ်တောင်းဂုံယူပါတယ်ခင်ဗျားရဲ့ level ဟာ40တို့မြင့်တက်သွားပါပြီ